ကြိုးစားရမယ်အရှုံးသမားငမွဲဆိုဘယ်အရာကမှမင်းကိုကြိုးစိုးနေကြမှာမဟုတ်ဘူးမင်းအစွမ်းကိုကြိုးစားရမယ်သူတစ်ပါးကိုအားချရုံမျှပြီးမင်းဘဝကြီးမတိုးတက်နိုင်ပါဘူးမင်းအစွမ်းကိုကြိုးစားရမယ်သူတစ်ပါးကိုအားချရုံဖြင့်မင်းဘဝကြီးမတိုးတက်နိုင်ဘူးကိုတူကိုချုံမီကိုချောင်းပေါ်ကိုရက်တည်နိုင်အောင်ကြိုးစားပါလောကကြီးမှာဘယ်အရာမှအလကားမရပါဘူးလဝါဖြန့်ဖို့အချက်တွေရင်းရတယ်ပေးကမ်းတဲ့သူရှိမှရမယ်အရာထက်လက်တီးဆုပ်ပြီးမိုးပေါ်ကိုမြှောက်လိုက်အောင်ကြိုးစားပါလက်မထောင်လိုက်အောင်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လောပေါ်ကိုင်ပဲအချင်းချင်းမျက်စောင်းထိုးနေယုံနဲ့မင်းဘဝကြီးမပြောင်းလဲဘူးလက်ညှိုးထိုးပြီးထောက်ပြနိုင်မှမင်းဘဝကအောင်မြင်မှုလမ်းမပေါ်ရောက်နိုင်မှာလောကမှာကိုယ်ထက်အားတဲ့ကောင်မရှိဘူးကိုတိုင်ကသူများလက်ညှိုးအောက်မှာရောက်ဖို့လိုအပ်တယ်1000ရပြီးပြောနေရင်မင်းဘဝ1000ပဲစူးစမ်းပါအနည်းဆုံးတော့တပ်ပုံဖောင်နဲ့မင်းဧကန်မှာမိတ်ကြီးပြုံးလို့ရတာမင်းချစ်လန်းတွေနောက်မကျသေးဘူးဆိုရင်ရောက်တဲ့နေရာကနေဆက်လျှောက်ပါဒါမင်းဘဝရဲ့တက်လမ်းပဲအချိန်မတန်ပဲစိတ်မခံပါနဲ့အနိုင်ခံတဲ့ဘဝတည်းကလုံးမြောက်နိုင်အောင်ကြိုးစားပါအခုဒီဗီဒီယိုကို share သွားလို့ရပါတယ်